ခင်ဖုံးသက်ဝေဂီတကြပြားဆိုတာကိုရေးကိုတာတွေမီးကောင်ပေါက်ခြင်းတစ်မျိုးပါပဲအရေးတကြီးတီထွင်လိုက်မိတယ်ဟောဒီຫນွေဦးချန်တဲ့တစ်ခုလုံးကျွန်တော်ခင်ဖုံးသက်ဝေပြောပါစီကွယ်မနေ့ကရောမနက်ဖြန်ရောဖေဖော်ဝါရီတစ်လလုံးရောအချစ်စစ်နဲ့အပြင်လူတွေဘာလုပ်နေကြပါလဲဗရန်ဒီလိုတက်တန်းရှည်တိုင်းလွမ်းစရာတွေဟာလွမ်းစရာကောင်းနေပြန်တယ်ဂုံယူခြင်းစရာပါခင်ဖုံးသက်ဝေနှစ်ယောက်စလုံးရဲဖို့ပန်းတွေဘယ်ရာဒီမှမပွင့်ခဲ့တာခင်ဖုံးသက်ဝေတောက်ပြီးကျွန်တော်အခါခါတည်ခဲ့ရတဲ့အစိတ်ပြတစ်ခွက်မှာဆက်သွားဘူးတွေပတ်ကြားအပ်ခဲ့ရဘူးလားပြီးတော့ကျွန်တော်ကစိတ်ကြီးဒေါသကြီးပြောရင်ပြောတဲ့အတိုင်းမိကိုမစုံမိုးမစုံလွမ်းနေတတ်တာဂုံယူပါတယ်ခင်ဖုံးသက်ဝေမာယာလူမျိုးတွေရဲ့ပြက်ကလေးမှာချစ်သူများနေကိုပေါ်ပြဖို့ရှုပ်ထွေးလွန်းလာတယ်ကျွန်တော်ပင်လေပြင်မှာဖြစ်တိတ်ကိုရိုးရှင်းပါရဲ့လှိုင်းကြားလေကြားကြောက်ဆောင်ပေါ်မှာအတောင်ရောင်းလာတဲ့မိနှစ်ခွစင်ရုံလေးတကောင်စနှစ်ကောင်စလာနာနေမယ်လေတွေကရွက်ဖြူဖြူလေးကိုဖောင်းကားနေအောင်တိုက်လို့ဥရဟိုဖြတ်သွားဖြတ်လာအဲ့ဒီလေလေးတွေစီဟေးဟေးလို့အော်တန်ခေါ်တန်ပြုတ်ကြမယ်နေ့နဲ့ညကိုနှလုံးသားနဲ့ဖတ်ကြရွတ်ကြပြည့်ပြည့်စုံစုံကိုပလောရိုက်သွားတော့တာပဲမုံတိုင်းတွေကိုယ့်ယူကာယနဲ့နန်းဆန်မနေဘူးလားကွယ်တောင်တခမ်းကျွန်းတရံလွမ်းငွေတက်ရင်သူ့မျက်ရည်ကိုမျက်ရည်ခွဲကြလို့တော့မရနိုင်ဘူးအကောင်းဘက်ကလှဲ့တွေးကြည့်စမ်းပါခင်ဖုံးသက်ဝေလိပ်ပြတကောင်ရဲ့ငယ်နမဲမှာတော့မတင်ကားစရာတွေပါနေတာမို့လွမ်းလိုက်လို့သာလွမ်းပါလေဘလို့စုကိုတောင်းတောင်းထိုက်တန်သမျှသာစုတောင်းပြေးတာကြားဘူးမှာပါကြာညိုຫນွယ်ရိုးတွေပြစ်စုံမှုပြေးတွေတိမ်တွေရဲ့အညိုတိုင်းခိုင်မာနေအောင်တတ်တန်တဝက်တပြက်ဒီကျွန်တော်ရားထိုက်တာတက်ပြည့်စုံခဲ့ဘူးပါရဲ့မီလီယံကြားကရဲရင်မှုအတွက်တော့ကျွန်တော်ဒီတိုင်းလေးပဲထားခဲ့လိုက်ပါခင်ဖုံးသက်ဝေဘလို့ချစ်ရမယ်ဆိုတာသိတဲ့နောက်သူကံကောင်းသွားမှာပါတန်တစ်